ဟုတ်ကိုကျွန်တော်တို့လေဒီခုံ3 SW ကကြတော့သူကဒီလိုပုံစံလေးပေါ့နော်ဒါပေမဲ့တကယ်တမ်းဆိုရင်တော့ကျွန်တော်တို့ကဒီအဖုံးလေးကိုဒီမှာနှက်ဒီဟိုဘက်ဒီဘက်နှလုံးရှိမှာအောက်မှာလည်းနှက်ဒီနှလုံးရှိမှာစင်တဲ့အချိန်မှာဒီကောင်ကြီးကိုဖြုတ်လိုက်ရင်အထဲမှာသူကစတော်ပါရှိတယ်သူစတော်ပါလေးတွေကကြတော့ကျွန်တော်တို့ကဘယ်လိုလဲဆိုရင်ဒီအောက်ကဓာလေးတွေကိုသွားထိရင်သူကရက်တယ်ဒီမှာဓာလေးအဲ့တော့မော်တာဒီကောင်ကနေဒီတိုင်းသွားပြီးတော့တက်ဆိုချိရက်တယ်ဆိုလိုချင်တာနောက်ဆုံးကျွန်တော်အကုန်လုံးချိန်ပြီးသွားရင်လို့ဒီနက်ကလေးတွေကိုအရှိတိုးနောက်ဆုတ်ပေါ့နော်ဒီကောင်ကအဖိုးဒီကောင်ကအပိတ်ဒီနက်လေးတွေကိုအရှိတိုးဒီနက်ပေါ့နော်ကိုဒီမှာလည်းနက်နှလုံးရှိမယ်ဒီကအရှိတိုးနောက်ဆုတ်လုပ်ပြီးတော့ဂျီအပေါ်မှာတွေကြက်ပြီးတော့ဒီအပေါက်တွေကိုကြက်ပြီးတော့ကျွန်တော် adjust လုပ်လို့ရတယ်ဟိုတမယိုးကြဘိန်းလုံးမော်တာတွေလိုမျိုးဖြစ်မယ်ကျွန်တော်တစ်ချက်ပြမှာအခုကကျွန်တော်နှိပ်လိုက်တယ်ဒီကောင်လေးကလာပြီးဒါလေးရနေပြီးမှကျွန်တော်ရဲ့ဒီကောင်လေးကိုသွားထိမှာဒီမှာဒါလေးကိုသွားထိမှာအခုချိန်မှာကျွန်တော်ထိလိုက်တော့ရက်သွားမှာဒါပေမဲ့ကျွန်တော်မထိသေးဘူးဟိုကောင်ကနေလာထိမယ်ဆိုလိုချင်တဲ့သဘောတရားကျွန်တော်ကဘယ်မှာရက်ချင်ရင်ဒါလေးကိုဘယ်အရှိလေးနဲ့ရွှေ့ပေးလိုက်ရင်ရပြီဒါလေးတွေကတော်တော်လေးအဆင်ပြေတယ်ဗျဟုတ်